အမစားနေတော့မစားနေတော့မစားအဲ့ဒါတွေစားကြလို့ခုအတန်ရနေတာနော်တဲ့လေအိမ်မှာတဲနေရှိလားရှင်းဘယ်သွားပြင်းသွားရလေပြင်းသွားတာဟုတ်တယ်အိုးလေရမ်းတော့ဒီအိမ်ထဲမှာတဲကိုရနေအောင်တယ်ဟောဘာလဲဟာရလေလူမျိုးတွန်းတာကိုကိုတို့လိုက်ကြရအဲ့လိုပဲဟုတ်လားကောင်မလေးရှိရဖြတ်သွားရင်နောက်ကနေကာလာသားတွေလူမျိုးတွန်းတာလူမျိုးတွန်းတဲ့အကောင်ရှိရလေဘယ်လိုကဒီဘောင်တက်တော်ထဲမှာလူမျိုးတွန်းတာလားလို့အခုပြောအောင်မယ်အခုတနိုင်ငံလုံးပြဿနာတက်နေပြီဟာတော့တက်လေးမသိဘူးလားဟဲတနိုင်ငံလုံးမှာလေအကုန်လုံးပြဿနာတက်လို့ဘသူဖြေရှင်းမှမရဘူးဖြစ်နေတယ်ဒီတရေခွင်း14ခွင်းအေးဆန္ဒကိစ္စပြဿနာတက်နေတယ်အေးဆန္ဒကဘသူတော့ဘသူမှလည်းမသိဘူးဒီလားတယောက်တော့သူကပြောတော့သူ့မရ14ခွင်းတက်ပေးလိုက်တာရဲ့အေးဆန္ဒလို့တိုင်လဲမကြောက်ဘူးရဲ့အေးဆန္ဒတော့တိုင်လဲအေးဆန္ဒမကြောက်ဘူးနော်အေးဆန္ဒက14ခွင်းကိုကြီးတက်ပေးလိုက်တာအေးကောင်းလိုက်တာသမီးအင်းညောင်နဲ့နော်သမီးဒီလိုအင်းညောင်လေးဖြစ်တော့လေတေတော့လေသမီးအမေတော်တတိယဟုတ်လေသူ့ဒီပေါ်မှာပရိစိတ်ခံရင်သူကျင်းတော့မှာလို့ဟုတ်လို့ဝမ်းပြလာဟဲ့အဖေကနေတိုင်းငါတို့ကသူအချိန်ပါနေတာသမီးရဲ့သဘောကျလိုက်တာဒါဟိုတကယ်ကြီးပို့တာလားဟုတ်တယ်ဟဲ့သမီးဒီခုံးရဲ့နောက်ကလုံးလေးနှလုံးပါတော့ဟောအဲ့လားအဲ့ခလုတ်တယ်ပြရလေဟာခလုတ်ပြီဟောအဲ့တော့နှလုံးပါတယ်လေနှလုံးပါတော့သူညာဘက်ကဥကိုဆဲလိုက်ရှင်သူအရှိကိုသွားဘယ်ဘက်ကဥကိုဆဲလိုက်ရှင်သူအနောက်ကိုမျက်စုပ်ပဲအိုးသူညာဘက်ကလုံးနေရှိသွားဟုတ်တယ်ဘယ်ဘက်ကလုံးနေနောက်သွားလားပြန်ထွက်တာဟဲ့သမီးရှင်အတုံးလေးပြန်တွေ့ရလားအေးပါအော်အဲ့ဟာပြအဲ့ break ဟောရက်စီဗရေဟုတ်တယ် break သမီးပြောနေပြီစီအဖေမျိုးလုံးထဲမှာရင်းနှီးနေတယ်လို့ပဲကွာဟာဆိုပြင်စမ်းကြည့်အောင်မယ်ဟောညာဘက်ကလုံးဝရှေ့နော်အလဲကောင်းအတန်းဗရေဟုတ်ပြီရှေ့သွားကြည့်အောင်ဟေးညာဘက်ကလုံးမိုက်တယ်နော်သမီးအဲ့လိုသမီးနာပြန်တော့ဘယ်ဘက်ကလုံးညစ်စားလိုက်မယ်ဘယ်ဘက်လုံးသမီးရဲ့လှုပ်တဲ့ကောင်ကြီးညံ့နေနော်ပရိသတ်ကြီးသေးတာရောအရေးမဲ့ကြောင့်ဘယ်ရှာတွေ့လေသမီးရဲ့အေး